အတွက်ကျောင်းသားကျောင်းသူများနှင့်အုပ်ထိပ်သူများနေရာယူပေးကြပါရန်လေးစားစွာပတ်ကြားပါတယ်ရှင်။ဆက်လက်၍ခန္ဓာစတင်ပြီးခန္ဓာစီစဉ်များကိုကျမမသွေရီဆိုကကျင်းညာဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်ရှင်။စီစဉ်တဲ့ခန္ဓာဖွင့်လှစ်ကြောင်းကျင်းညာခြင်းစီစဉ်နှင့်အလေးတကားပေတာကြောင့်ဆရာဝေတာမှဖွင့်မှာစကားပြောကြားခြင်းစီစဉ်သောလေတကားအင်္ဂလိပ်စကားပြောပေတာကြောင့်မှာအသားပြီးဆုံးသူများကိုအော်လန့်မှတ်ချင်းမြင့်ပေးခြင်းစီစဉ်လေးကျောင်းကျန်များအားလုံးလေတကားစီတိုးဆက်လက်တွင်ပါဝင်သောကျောင်းသားကျောင်းသူများအားကိုပြုလွှာပေးအပ်ခြင်းစီစဉ်ကခန္ဓာပြီးဆုံးကြောင်းကျင်းညာခြင်းတို့ပဲဖြစ်ပါတယ်ရှင်မှာဖြစ်သည့်အတွက်2025ခုနှစ်ဒီဇင်ဘာလ25ရက်နေ့တနင်္သာရီတိုင်းဒေသကြီးဒဝယ်မြို့နေတကားဒေသကျောင်းမှစီစဉ်ကျင်းပပြုလုပ်သောတရုတ်ဆောင်ကိုပြုလွှာနှင့်အော်လန့်မှတ်ပေးပွဲခမ်းနားကိုစတင်ဖွင့်လှစ်ကြောင်းကြေညာအပ်ပါတယ်ရှင်ဒီနေ့2025ခုနှစ်ဒီဇင်ဘာလ25ရက်နေ့နော်ဒါတော့အလေးတကားအင်္ဂလိပ်စကားပြောသင်တန်းကျောင်းမှာစီစဉ်ဖြစ်ပါတယ် Film Academy and Certificate Awarding Ceremony နော်အော်လာမှာပြပွဲခမ်းနားတာဒီကိုဗီလာချင်းဝင်ပွဲအခမ်းအနားကိုတရားပြရတယ်ကျတော့ကျောင်းသားများအားလုံးနဲ့ဒီမှာပြည်သူများအားလုံးကိုဆရာကြီးကပူဇော်ပါတယ်မှာ Merry Christmas နော်မင်္ဂလာရှိသောနေ့ရက်လေးပါလို့ဆရာပူဇော်ပါတယ်မှာပြောချင်ချင်ပါတယ်ဒီနေ့က Merry Christmas ဖြစ်ဆိုတော့အလုံးနဲ့ပေါ့နော်ဒီကိုယ့်ရဲ့ကိုယ်ပိုင်ချင်းလေးကိုဒီစော်ဘော်ဝီတော့ပေါ့နော်ဆရာတို့သင်တန်းကျောင်းကိုခုလိုပြောခန်းသားကိုတန်လာပေးတဲ့ဆရာကြီးကအရန်ကိုကျေးဇူးတင်ရှိပါတယ်ဆရာနေတာဘောနော်ဒီအခမ်းအနားကျင်းပလာတာပတ်သက်ပြီးတော့ဟိုပြောစရာလေးတွေလည်းနည်းနည်းရှိတယ်ပေါ့နော်အခုလုံးနည်းနည်းရှင်းပါမယ်လို့လည်းနည်းနည်းနားထောင်ပေးခဲ့နော်ဆရာတို့ဒီလိုပြောအခမ်းအနားဘောနော်ပမာဦးဆောင်နေတာဆရာတို့ကျင်းပတော့ပြီးခဲ့တဲ့အချိန်ရပေါ့နော်ဒီ Film Academy ဆိုတဲ့ဟာကိုဆရာတို့ကျင်းပခဲ့တယ်ဒီနေ့မှကျွန်တော်ဆရာတို့က Film Academy နဲ့ဒီ certificate ပေးဝဲဥပဆရာတို့တွဲပြီးတော့ဆရာတို့ကျင်းပလိုက်ပါတော့တည်တယ်ဒီကိုတည်တယ်ဆရာတို့တွဲအဲ့ဒီမှာမိကုံးလေးတွေရှိနေတယ်ပေါ့ Film Academy ဆိုတာ Lorna ဆိုင်လာပေါ့ဒါမျိုးလေးဆိုရှိနေပါလိမ့်အော်ဆရာတို့ site ကတော့အမှားထားပေါ့နော်ဆရာတို့မှာလော်ရမပွဲတွေများနေတော့ဆရာဦးစလောက်ဆရာပေါ်ပြီးတော့ကျစ်ပါလိုက်ရမယ်ဖြစ်တည်တယ်ကျစ်ပါလို့ပြောရအောင်နော်မိခင်ခင်ဗျာ2014လို့တော့ဆရာတို့တည်တယ်ကျစ်ပါပေးလို့နော်အဲ့ဒီတော့ဆရာကဒီ Film Academy နဲ့ဆက်တဲ့ချက်တွေမှာအားလုံးကိုဒီနေရာလေးပဲလူညောင်းပေါင်းပါခေါ်တယ်နောက်တိတာပေါ်တယ်မကျစ်ပါပေးနေပဲတယ်နော် Okay အဲ့တော့ဒီနေ့မှာဆရာတို့နော်ပေါ်လာရအားလုံးကိုလည်းတော်များများတရားလာပဲနော်သူ certificate ယူပါတယ်ပြီးတော့ film နဲ့ဆိုင်တယ်နော်ပေါ်လာလေးလည်းအကုန်လုံးလည်းပါတယ်နော်ဒါပဲဆရာလေးကလည်းအရင်ဝမ်းသာပီတိဖြစ်နေပါတယ်ဒီပွဲစီစဉ်ရခင်မှာဒီကတော့ဆရာဦးချောပေါ့နော်ပေါ်လာလေးလည်းဝိုင်းပြီးတော့ကူညီပေးကြပါပေါ့နော်အဲ့တော့ဒီပွဲဖြစ်မြဲရေးတွဲဝိုင်းဝန်းပြီးတော့ကြိုးစားပြီးတော့နော်ကူညီပေးကြတဲ့သူတွေဆရာပြောတဲ့များဆရာဆွေးများနာခံပြီးတော့နော်ဒီကူညီပေးကြတဲ့ကျောင်းသူကျောင်းသားများအားလုံးကိုလည်းဆရာဒီဆရာအထူးပဲကျေးဇူးတင်ပါတယ်ခါတလေလည်းဆရာကပြောမှဆိုမှလည်းရှိနိုင်တယ်ပေါ့နော် class မှာပါဖြစ်နော်လုပ်ငန်းလုပ်ဆရာမှာဖြစ်နော်အဲ့ဒါလေးဆိုလို့ရှိနေတယ်တော့ဒီဟိုကျောင်းသားလေးနားလိုက်တော့ဝိုင်းပြီးတော့ဒီဘယ်လိုပြေးကြဖို့ဆရာလေးကတောင်းဆိုလို့ပါတယ်နော်ဆရာလေးကလည်းကျောင်းသားလေးဘုံမှာလောက်ပါတော့ပြောပါနော်โอเคအဲ့တော့ပြောဆရာဒီနေ့ကတော့ဆရာတို့ဒီနေ့certificate ရတဲ့ content လေး
နေတာနော်ဆရာတို့ရဲ့ certificate မှာထူးခြားတဲ့အားတွေကိုပါပါတယ်ပြီးခဲ့တဲ့ငယ်လေးတို့က certificate လေးမှဆိုလို့ရှိရင်ပေါ့ဒီလိုသားမှန်တော့ပါတော့နော်ထူးခြားလဲဆိုတဲ့ certificate တူလို့ရတဲ့ certificate ပေါ့ပါဘူးတူလို့မရအောင်ဆရာတို့ဟို check in system တွေပါလို့ဆရာတို့ချက်ပေးထားပါနော်ဒီ global data certificate ကနာလာမှန်လားဆိုတာဟာကိုဆရာတို့ front end ပြန်အောင်လား back end ပေါ့ဆရာတို့ကဆက်ဆွဲရတဲ့ data တွေဆရာတို့ဆက်ပေးတာတယ်ဒီ certificate တွေအရင်ကြိုးကျေးဇူးရှိပါနော်ဘယ်အထိဆက်လို့တရားမှုရှိလဲဆိုလို့ရှိရင်ဒီ certificate တခုရထားပြီးတယ်နိုင်ငံကဘုံတော့ပိုက်အောင်နော်ဒီ digital ပါနေတဲ့ဒီ certificate ကိုဆက်လို့ရထားပြီးတယ်ပေါ်လာတယ်ဒီနော်တသားလို့ဆိုပဲအဲဒီ certificate ဘယ်လိုလဲဆိုရင်ဟောပါမလားစူပါမလားဒီတိုင်းရှိဘောကိုပြန်တောက်တော့ပြန်ချိန်တယ်အဲ့ဒီတော့လာမယ့်အခြား啲ဆိုရတဲ့ certificate မှာပါတဲ့ security code တွေတော့ဆက်တော့ရှားပါဘောနော်အဲ့ဒါပြောတယ်ဘောပါလာတယ်အဲ့တော့ဒီ certificate တွေလောက်အတူလုံးလို့ရတဲ့ certificate မဟုတ်ပါဘူး security code plan ထည့်ပေးထားပါတယ်နော်ဒါလည်းဆက်လို့ဒီလိုတွေမှာအများကြီးဆက်လို့စူးစမ်းပေးကြတာပြီးခဲ့တဲ့နေရာတော့ဆို QR code နဲ့ question ပါမယ်အဲ့ဒီ QR code တွေတော့အဲ့ဒါဒီစားဆုံးနိုင်တယ်ပေါ့နော်ဒီနေ့ဒီကလာဒီ QR code တွေကပြောက်ွက်သွားမှာပါအဲ့သူရလင်းလေးကသိသွားတာမျိုးဘိုးတော်ဒီလင်းလေးကလောက်အောင်သိရတယ်နော်အဲ့ဒါဒါလို့စားပါနော်ဒီ certificate တွေအဲ့ဒီတော့ဆရာပြရေးဖြီးပေးထားရတယ်နော်အခုတော့ဆရာဖြီးပေးထားတဲ့ဟာအရန်ကိုထိုက်တန်သွားပါပြီဒီ certificate ပေါ်ကိုဆရာတို့ဒီ digital ဟိုခဏပဲ check system ကိုဆရာတို့ထည့်လိုက်နိုင်ပြီနော်ဒီမှာဆရာတို့ QR code တွေပြီးမယ်ပြီးတော့go search follow ဆရာတို့ပြန်မှာပေါ့နော် go search follow မှာနောက်ဆုံးလေးလောက်ဒီ security ကိုဒီပါတယ်အရှေ့အောက်ဆိုင်တော့ဆရာတို့certificate နဲ့ဆိုင်တဲ့အမျိုးအစားပေါ့ဒီ certificate ဒီ best certificate အမျိုးအစားနဲ့နော်အဲ့ဒါမျိုးဆရာတို့ရှိပါတယ်နော်ဥပမာATGE ဆိုလို့ကတော့ဆရာတို့အလင်းတက AT ဆိုတာအလင်းတကပေါ့နော်အလင်းတက AT GE ဆိုတာကတော့ General English ကိုဆိုတယ် level 1 certificate ဆိုရင် L1 ဆိုပြီးတာဒီမှာ CR ကိုရေးထားတယ် L1 ဆိုတာဟော level 1 CR certificate နော်ဒီဘက်လေးကိုလို့ပါနေတယ် NOAA security go လေးလောတော့ဆိုတော့ကြားတိပါမယ်ဒါတော့ security base နဲ့ပေါ်လာတာပဲအရှေ့အဆန်တယ်လို့လည်း certificate မျိုးစားဆက်တော့ခွဲထားတာဖြစ်ပါတယ်နော်အဲ့တော့ကိုရတဲ့ certificate ဘယ်လို certificate လဲဆိုတဲ့အားလည်းပြထားဖို့လို့ understand ချောင်းမှာရေးထားတဲ့ဟာတော့မျိုးမျိုးကြီးလို့ရတာပဲလေဒါပေမဲ့ဒီကခွဲတာကအဲ့ဒီကုန်တယ်ပဲဆက်လို့ခွဲသွားမှာနော်ဟုတ်ပြီအဲ့တော့ခုဆရာပြောတဲ့ဘိုင်းအားလည်းမဆက်ချင်တာပါလေနော်ဒါဆိုလို့ရှိရင်ဆက်လို့ဒီ channel လေးဆောက်လို့ရအောင်ဆရာရဲ့ဒီဘနာမှာဒီဘောပေါ့နော်ဒီဝယ်မစကားပြောကြချင်လို့ဒီမှာပဲဆက်လို့ရနာလိုက်ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်အော်လာမဲ့ကြီးပြည့်ပေးမှဖြစ်သည့်အတွက်အော်လာမဲ့ကြီးပြည့်ပေးပါရန်ဆရာဝန်တော်အောင်လေးစားစွာဖိတ်ခေါ်ပါတယ်ရှင်ဆက်လက်၍2024-2025 level 1အတန်းမှာအတားပြီးဆုံးသူများကိုကြေညာပေးမှာဖြစ်ပါတယ်ရှင်မော်သက်စင်လေးအော်လာမဲ့ယူပေးပါရန်ဖိတ်ခေါ်ပါတယ်ရှင်သေဘောခညာအော်လာမဲ့ယူပေးပါရန်ဖိတ်ခေါ်ပါတယ်ရှင်အောက်ထက်လေးအော်လာမဲ့ယူပေးပါရန်ဖိတ်ခေါ်ပါတယ်ရှင်ဝေါ်အော်လက်မှတ်ယူပေးပါများဖိတ်ခေါ်ပါတယ်ရှင်
level 2အတန်းမှာအတားကြီးဆုံးသူများကို all level ချင်းပြပေးမှာဖြစ်ပါတယ်ရှင်။ကောင်းပြဆို all level ယူပေးပါရန်ဖိတ်ခေါ်ပါတယ်ရှင်။အော်လမ်းမယူပေးပါရန်ဖိတ်ခေါ်အပ်ပါတယ်ရှင်။ကျောင်းစီကိုအော်လမ်းမယူပေးပါရန်ဖိတ်ခေါ်အပ်ပါတယ်ရှင်။ယူပေးပါရန်ဖိတ်ခေါ်အပ်ပါတယ်ရှင်။ဆောင်းနေယူအော်လမ်းမယူပေးပါရန်ဖိတ်ခေါ်အပ်ပါတယ်ရှင်။အော်လမ်းမယူပေးပါရန်ဖိတ်ခေါ်အပ်ပါတယ်ရှင်။ကားစင်ရတဲ့အော်လမ်းမယူပေးပါရန်ဖိတ်ခေါ်အပ်ပါတယ်ရှင်။ပေးပါရဖိတ်ခေါ်အပ်ပါတယ်ရှင်။ဆက်လက်၍2025-2026 level 1မှာအတားပြီးဆုံးသူများကို all level ချင်းပြပေးမှာဖြစ်ပါတယ်ရှင်။ကျော်စင်လေးအားလမ်းမယူပေးပါရဖိတ်ခေါ်အပ်ပါတယ်ရှင်။အော်စေးပိုင်မှုအားလမ်းမယူပေးပါရဖိတ်ခေါ်အပ်ပါတယ်ရှင်။အေးကုစေအားလမ်းမယူပေးပါရဖိတ်ခေါ်အပ်ပါတယ်ရှင်။ဒီဆိုကိုအားလမ်းမယူပေးပါရဖိတ်ခေါ်အပ်ပါတယ်ရှင်။အေးဝေးရအားလမ်းမယူပေးပါရဖိတ်ခေါ်အပ်ပါတယ်ရှင်။အော်လမ်းမယူပေးပါရဖိတ်ခေါ်အပ်ပါတယ်ရှင်။ဆက်လက်၍2025-2026 level 2အတားပြီးဆုံးသူများကိုအော်လမ်းမချင်းပြပေးမှာဖြစ်ပါတယ်ရှင်။သားစီလေးအော်လမ်းမယူပေးပါရဖိတ်ခေါ်အပ်ပါတယ်။တေဘိုခညာအော်လမ်းမယူပေးပါရဖိတ်ခေါ်အပ်ပါတယ်ရှင်။
ပေးပါရန်ဖိတ်ခေါ်အပ်ပါတယ်ရှင်ပေးပါရဖိတ်ခေါ်အပ်ပါတယ်ရှင်ကောက်ဆက်လေအော်လမ်းမယူပေးပါရဖိတ်ခေါ်အပ်ပါတယ်ရှင်ပေးပါရဖိတ်ခေါ်အပ်ပါတယ်ရှင်ဆက်လက်၍2024-2025ကျေပြားအောင်လို့လေးတကားစီစိုးဆက်ကားတွေပါဝင်သောကျောင်းသားကျောင်းသူများကိုပြုတော်ပေးအပ်ပါဖြစ်ပါတယ်ရှင်လေကိုပြုတော်လက်ခံရယူပေးပါရဖိတ်ခေါ်အပ်ပါတယ်ရှင်စုပြမောကိုပြုတော်ရယူပေးပါရဖိတ်ခေါ်အပ်ပါတယ်ရှင်ကိုပြုတော်လက်ခံပေးပါရဖိတ်ခေါ်အပ်ပါတယ်ရှင်ငါရဲ့ပေါ်ကိုပြုတော်လက်ခံပေးပါရဖိတ်ခေါ်အပ်ပါတယ်ရှင်လက်ရှိဒီကြောကိုပြုတော်လက်ခံပေးပါရဖိတ်ခေါ်အပ်ပါတယ်ရှင်စေနိုင်သူကိုပြုတော်လက်ခံပေးပါရဖိတ်ခေါ်အပ်ပါတယ်ရှင်ကိုပြုတော်လက်ခံပေးပါရဖိတ်ခေါ်အပ်ပါတယ်ရှင်ဣကရာဆိုကိုပြုတော်လက်ခံပေးပါရဖိတ်ခေါ်အပ်ပါတယ်ရှင်ကိုပြုတော်လက်ခံပေးပါရဖိတ်ခေါ်အပ်ပါတယ်ရှင်ဟာဘုံမြတ်သူကိုပြုတော်လက်ခံပေးပါရဖိတ်ခေါ်အပ်ပါတယ်ရှင်ရောမြတ်တို့ကိုပြုတော်လက်ခံပေးပါရဖိတ်ခေါ်အပ်ပါတယ်ရှင်ဆို
ကိုပြုလာတဲ့ကဘေးကရဖိတ်ခေါ်ပါလေရှင်နိုင်ကိုပြုတော်လက်ခံပေးပါရန်ဖိတ်ခေါ်အပ်ပါတယ်ရှင်တမ်းမြတ်ပွေကိုပြုတော်လက်ခံပေးပါရန်ဖိတ်ခေါ်အပ်ပါတယ်ရှင်ပေးပါတော့ဆရာမေတ္တာအားကျေးဇူးပြုပဲသိရှိပါတယ်ရှင်စီစဉ်900 2025ခုနှစ်ဒီဇင်ဘာလ25ရက်တနင်္လာရီတိုင်းဒေသကြီးသဝယ်မြို့လေးတကားတင်သားကျောင်းမှာဒီနေ့ပါပြုလို့တော့တရုတ်ဆောင်ကိုပြုလွှာနေအလမတ်ပေးပွဲခန်းတော်အောင်မြင်စွာပြီးဆိုကြောင်းကျေးညာအပ်ပါတယ်ရှင်တမ်းပြီးဆိုကြောက်လာတယ်ဟိုဘီလာနော်ချင်းမြင်တဲ့ပွဲလောအောင်ပြီးဆိုပြီးဆိုတော့ဘယ်လိုလဲပြောလားဟုတ်ဒီလိုပြောချင်တဲ့ကိုရောလာအများကြီးဆက်လို့ငင်းနာခံရတယ်ဟုတ်လားနော်ကျူးစားရတယ်အများကြီးသိခံရတယ်ဘယ်လိုရလဲနော်နောက်ဆိုတော့လဲအောင်မြင်မတူဆက်လို့ရရှိတာဘယ်လိုဆရာဒီနေ့ပြောချင်တာတော့ဆရာတော်ဒီနေ့ကပြန်လာကြပြီဒီပင်နာကျော်ဖွေချင်းကြီးရချေပြီဒါဆရာကြီးတိုင်းမှာစကားတော့ဆရာတော်ကတော့စီပွားရေးအတွက်ဆရာဖွေချက်မဟုတ်ပါဘူးဆရာကိုပိုင်ကျိုးစီပွားအတွက်ဆရာဖွေချက်မဟုတ်ပါဘူးဆရာဒီတော့လာမယ်အနာကမှာတဝဲအောင်နော်လူငယ်တွေလူတော်လေးတွေလူခေါ်လေးတွေပေါ်ထွက်တော့ပေါ်ရေးဆရာလေးကရင်တန်ပြီးတော့မှဒီပင်နာကျော်ကိုဆရာဖွေချက်နေတယ်ဒါကြောင့်မို့ဒီပင်နာကျော်လာတဲ့ချိန်မှာတခြားသောတဲ့တိုင်းတာတူရှင်မလားတူမှာနော်ဆရာတို့ပြေးတဲ့မှာ speaking တဲ့နာဆိုပြီးပဲ speaking တဲ့နာမြန်တဲ့တော့အချင်းချင်းအောင်ဆရာပြေးတော့ဘူးနော်ဘဝမှာဘလောက်တော့အောင်ဘလောက်တော့အောင်ကျူစားမလဲဘလောက်တော့ကျူစားမလဲဆိုရင်နိဒာနိတရားလေးပဲဆရာတို့ပြေးသွားတာဖြစ်ပါတယ်နော်တချို့ဟာလေးဆိုတော့ဆုမဩဝါဒပေးတဲ့ဟာလေးလည်းရှိပါတယ်အဲ့ဒီမှာကြိုက်တာလည်းရှိတယ်မကြိုက်တာလည်းရှိမှာပေါ့နော်ဒါပေမဲ့ရေးကြည့်တာကငါတို့ဒီဟာကိုလုပ်ပြီးလို့ရှိရင်ဒီဟာရကျုပ်ဆန်ရနောက်တစ်ချိန်မှာပါဖြစ်နေမလဲဆိုတာပါပဲကိုလည်းရှိပေးတဲ့ဒီ certificate လေးရကျုပ်ဆန်ကပါပြလာမလဲဆိုတာအရေးကြီးတယ်နော်ဒီ certificate လေးကမှန်တကယ်ဒီလည်းမဲ့ဆိုရင်စောက်ပါပဲဒီစောက်ပါနေပြီးဆိုရင်လည်းရရှိသွားတယ်ရေကြီးလည်းရရှိသွားတယ်အကြောင်းမျိုးမျိုးကြောင့်ရရှိသွားတယ်ဒါပေမဲ့ဆက်လို့တင်တဲ့မှာရရှိသွားတယ်ဒီပညာလေးကြတော့ပြောမယ်ဆိုလူမသိတဲ့ရွေတော့ရရှိသွားမှာနော်ပြောချင်တာကဒီဟာလေးဒီနော်နောက်လာမှအနာကံမှာနော်တဝဲအတွက်အကျုပ်ပြမဲ့လူငယ်လေးတွေပေါ်ထွန်းလာဖို့ဆက်လို့ဒီကကြီးနာပြီးတော့ဆက်လို့လုပ်ပေးချင်နေပါတယ်နော်ဒါလေးကလည်းဆက်လို့ product လေးနေတာဒီဦးစိတ်ချင်ပါတယ်ဘာပဲလဲဆက်တော့တဝဲသွားမယ်ဆရာကြီးရွယ်တယ်ဘယ်လိုလဲဆိုတော့နေပေါ်မြေများစွာနော်တဝဲဆိုတဲ့ orange ပါတီအခုမှဆက်ရတော့ပြည်သူတွေလည်းဘဝတည်းရပို့တယ်နော်ဒီတဲ့ဆိုလောက်တော့ပြည်ရပူတာနော်ဒုတဝဲလေးဘလော်ဒီနေရဝင်နေဆိုတာဘောပေါ်လာဘောပေါ်လာနေတယ်ဘလောဆယ်လို့ဒီလောက်ကိုစီပေါ်ရှာဆိုတာလည်းဖြစ်လို့ဒီမှာကြိုက်တယ်လို့ပြင်မဆရာနေတာတော့ဆရာဒီတင်တဲ့ကျဖွယ်ကြီးရဲ့ကျွန်တော်စီပေါ်ရှာတယ်ဆိုလို့ဆရာမပြည့်ပြောမှတော့ဒီတင်နာမလာတဲ့ဟာလေးကဒီလာကပြေးတာအလို့ပုံလာပဲလည်းပြေးမှာပြောရင်တော့လည်းအကြီးကိုမရဘူးညမဆက်လို့ရေးရှင်ဆက်လို့ဆက်တော့ဘုရားဆရာကျူးဆောင်ပေးပါမယ်
တော့ program လေးလည်းဒါလည်းဆိုရှင်ပါတင်တန်းချင်းလည်းဒီဘက်လူတဲ့ဒါလည်းဟောဆက်လို့စီစီပြီးလက်ပေးပါတယ်နော်ဒီများလေးမျိုးခေါင်းကျင်းဝင်ပြရေးဆက်လို့ရေးနိုင်ဘူးဘာဖြစ်လို့လဲဆိုတော့ဒီလူဒီနေတာဒီနေတာဒီကဆရာကြီးရဲ့ခြေကစီးပွားရှာတာပုံတဲ့အတွက်ဖက်တဲ့မျိုးဈေးလေးနဲ့နော်ရကရထိုင်တဲ့ပညာလေးတွေခုနလည်းကောနာကရာကျူရှိတဲ့မှာဟာလေးကိုတပါတဲ့ပါပါသိချင်းနဲ့စေတနာနဲ့ဆရာဒီနာကြောင့်ဖက်ကြတာပေါ့နော်ဝေးကြည့်တဲ့ဆက်လို့ဖက်တာမဟုတ်ပါဘူးနော်ဒါလည်းဆက်လို့ဒီစိတ်ချင်းပါတယ်ဘောပေါ်တယ်နော်အဲ့တော့တခြားလူဒီရှိဒီလိုနေကိုကတော်လေးကိုပြောပြီးကိုလို့ပဲဟုတ်လားနော်တချို့တော့မိဘလေးကတော့ဒီရှိမှသိပါဒီဆရာဘယ်လိုလဲဟုတ်လားနောက်ပွဲတစ်မျိုးရှိတစ်မျိုးလဲရှိမဲ့စင်မကူပါဘူးဆရာတော်တော်လေးဒီလေးပြီးပဲနော်ကိုတော်လေးဒီလည်းဆက်လို့အနာကပါနော်ဆရာတော်အနာကဒီကိုတော်လေးတွေအနာကပါဒီကိုတော်လေးပေါ်လာမှာပေါ်လာမှာဒီဝန်ကြီးချိုလေးတွေပြင်လာမှာဟုတ်လားဆရာတော်တို့မှာအနာကလေးတာရလာဟုတ်လားနော်ဆရာမင်းနဲ့ဆက်မှာစကားတွေမင်းနဲ့ရှိပါတယ်နော်ဟုတ်တယ်မလားနော်ကိုနေက sorry ကိုနေရတင်တာပေါ့နော်ကိုနေကတော့ဆက်လို့ဝီးပြီကိုနေရတင်တာမှာအောက်ဆက်ပြောလို့ကဒီကလေးတွေအများကြီးဆက်လို့ဆိုပါတယ်နော်ဆရာတော်နဲ့လည်းဆက်လို့မလုံးနိုင်ပါတော့ဆရာတော်နေတာစက်ကမ်းပြီးဆက်လို့လည်းတွေ့ရမှာပါဘလို့လို့ဘလို့ပေါ့နော်ဒီအကျိုးဆက်လေးရောင်းနေဆိုတာဒီလက်ရှိလည်းပြင်နေရတော့ပဲဟုတ်တယ်မလားဒါလေးကိုဆက်လို့သင်္ကန်းသားကြီးတာဖို့လုပ်တယ်ပါပါဖြစ်တော့ပါလားတော့ကိုသားလေးတွေဆရာဒီကိုမေးပြီးမှဒါသိနိုင်မလားဆရာကြီးလေးတကန်းတင်ကြမှာ English speaking လို့ပဲပြင်ပေးတာလားဟုတ်ဘဝတော့ဒါလေးလိုက်ပြင်ပေးလို့ပြင်ပေးလားပြင်ပေးပါကိုရဲဟာလေးကိုပြင်ပေးလားဆိုးရဲဟာလေးကိုပြင်ပေးလားခေါ်တာဆရာပြင်ပေးတယ်ဒီမှာဆိုးသွားဘူးလားဆိုးပါဗျာဆိုးပဲလေကိုရှိလဲဆုံးပါပါOkay, yeah, maybe they will say happy ending to your children. So that's what I'm saying. Yeah, it's yeah, what about we did? We buy all of them. Jesus, Merry Christmas,